大朋友。ဒီ边ကဘာမှမဖြစ်ဘူးတော့လာမယ်နဲ့ရောက်ပါလေဒီရောက်တာဘယ်နှပတ်ရှိတော့ဒီမဲ့ဒီနေ့ညကျွေးလို့ဖြစ်တာနော်ဒီလောက်တော့ဒါပဲအောက်ရောင်ပြုတ်မကြတာကန်ကောင်းတော့အောင်ပြီတော့ဟုတ်တယ်ဒါနဲ့ပြုံတော့တာကောင်းတာအဲ့ဒီကွန်တိုင်လုံးကထိကြိုက်ဒီကွန်တိုင်လုံးဝမထိကြိုက်ခဲ့တာဒီဟာလေးတွေဒီရှင်းနေတာဖျားတဲ့ဟာလေးပဲဆက်ကျူးတာဟုတ်အဲ့တင်လိုက်တော့တိတ်ကြီးဆွဲသွားတော့ပါဘူးတော့ပါမနေပါဘူးအင်္ဂါဆရာကတော့မထိကြိုက်ဘူးညနေချက်သားနေဝါရီသံဃာတွေကွာတာတွေဟိုတောင်ဘက်ကဖျားကြတော့ဒီလက်ပြန်နီးဆက်ကျူးတာအဲ့ဒါကြီးအဲ့ဒါကညာပြန်မလို့ပြက်ကြပြီးကြာလာတယ်ဒီချိမှာဆိုလို့ညာကောင်းတာဘုန်းကြီးကဘုရားကဘုန်းကြောင်းနေကြောင်းဒီကြောင်းရအောင်ကျွန်တော်စောင့်လူထားတဲ့တိမ်လေးကတော့ဘာမှမဖြစ်ပါဘူးခင်ဗျာပြိတ္တကြီးကျွန်တော်တို့မိသားစုစောင့်လုံးလူတန်းထားတဲ့ဒီမှာဗီဒီယိုကြီးကတော့ကြာခွဲဗီဒီယိုကြီးကတော့ဒီတိုင်းဖြစ်သွားပြီထောင်ထားတဲ့ညနေပြင်လေးတစ်ခုလာလို့ကျန်နေတာပါ။ဘာထောင်လိုက်ရရင်ဒါအကုန်ပြီးရှိတော့မှာ။ဘာမှတိတ်ထူလို့ရတော့ဗီဒီယိုကြီးကတော့ကျွန်တော်တို့မိသားစုကောင်းမှုတော့ပေါ့ဗျာလူတန်းထားပဲခုတော့ဒီလိုဖြစ်သွားပြီစက်တီယနီမန်လေးမျိုးရဲ့အခြေအနေပေါ့ဗျာငင်းလှုပ်ပြီးဒီဆောင်ရေးလုပ်ငန်းတွေလုပ်နေကြတယ်ပြောတစ်ထပ်မီဒီထဲဝင်သွားတယ်တစ်ထပ်ကြီးမီဒီထဲဝင်သွားတာ